နာမည်ကတော့နေယူအရင်ပြောပါအားရပါတယ်နည်းနည်းကြာခဲ့ကိုမွေးနေ့မှာ surprise လုပ်ပေးရအောင်အရင်ပြောခဲ့ပါအစပိုင်းတော့နည်းနည်းတော့ရှိရပါအသားမကြရတော့တခါမှလည်းဟိုအပြင်မှာအလုံးမလုပ်ဘူးတော့လေကိုလုပ်တဲ့ပုံစံလေးပေါ့အလုံးဝင်တဲ့ပုံစံလေးနည်းနည်းလေးတော့ခက်ခဲတယ်ရှိတငယ်ချင်းတွေပေါ့ဖေးမပြီးရဲ့သူကဝိုင်းဝန်းပြီးတော့ကိုမတိရည်ပြောပြပြီးဝိုင်းခုပြီးအဲ့နဲ့စိတ်ခွန်အားကိုရစေရပေါ့အဲ့လိုမျိုးကိုစိတ်သက်ကြနေတဲ့အချိန်မှာပေါ့ကိုဝိုင်းဝန်းပြီးတော့ဖေးမပြီးရဲ့ကုညီပေးလို့အများကြီးကျေးဇူးတင်ပါတယ်သူတို့တော့ကျေးဇူးအများကြီးတင်ပါတယ်ဟိုစိတ်ရှိရှိလေးနဲ့ပညာသင်ပေးလို့ပေါ့ဟိုကောင်းလာဆိုတာပြောပြပေးရပေါ့သူတို့ပြောတာတွေကလည်းကိုယ့်အတွက်ကောင်းတာကြီးပဲဆိုတော့အဲ့လိုတော့ရှိပါဘူးတယောက်ချင်းစီတိုင်းရဲ့ကောင်းကက်တွေကိုတော့အားကြပါတယ်တယောက်ချင်းစီတိုင်းရဲ့ပညာတွေပေါ့ကျေးဇူးပါ